တချို့လူတွေကတော့ကျမကိုမေးကြတယ်ပေါ့နော်ဒီကျမကြီးအာမခံကဘာလို့ဆေးကန်းပြတဲ့သူတွေပြပလူနာတွေကိုကျတော့မပေးပေးပဲနဲ့ဒီဆေးရုံတက်တဲ့သူတွေအတွက်ပဲကျမကြီးအာမခံကဖြည့်ဆည်းပေးတာလဲဆိုပြီးတော့မေးကြတာတွေရှိတယ်ပေါ့နော်အဲ့ဒါကကျတော့ဘာဖြစ်လို့လဲဆိုတော့ဒီကျမကြီးအာမခံနဲ့ပတ်သက်ပြီးတော့ပြောပြချင်တာကဆေးရုံတက်တဲ့ဈေးကပုံမှန်အဖြစ်ဒီဆေးကန်းတက်တဲ့ဆေးကန်းသွားပြတဲ့သူတွေတခြားပြင်ပလူနာတွေထက်ပို့ပြီးတော့များတဲ့အတွက်ကြောင့်သူတို့ကျမကြီးအာမခံကဒီဟာကိုပဲသူတို့ကဖြည့်ဆည်းပေးတာပေါ့နော်နောက်ပြီးတော့ဒီမလေးရှားမှာဒုက္ခသည်တယောက်ကဆေးရုံတက်ရတော့မယ်ဆိုလို့ရှိရင်သူတို့အနေနဲ့ကုန်ကျစရိတ်တွေကတအားများတယ်အဲ့အတွက်ကြောင့်တခြားဆေးရုံတက်ရတဲ့အခြေအနေထိမရောက်သေးဘဲနဲ့ဆေးကန်းပြတာတော့လကောက်တခြားသောပြင်ပဒီ NGO ဆေးကန်းတွေမှာလည်းပေါ့နော်ဆေးရုံတက်ရတဲ့အခြေအနေထိမဆိုးရွားသေးဘူးဆိုလို့ရှိရင်ဆေးကန်းမှာလည်းပြလို့ရတယ်ဒီ NGO ဆေးကန်းတွေမှာလည်းပြခြင်းအဖြစ်ကိုယ့်ရဲ့ကုန်ကျစရိတ်ကိုရှော့ချနိုင်မှာပေါ့နော်ဒါပေမဲ့တချို့သောအခြေအနေတွေကြတော့ဆေးကန်းပြတာနဲ့ပဲမလုံလောက်တော့ပဲနဲ့ဆေးရုံမှာတက်ပြီးတော့ကုသမှုခံရတဲ့အခြေအနေမျိုးတွေရှိလာတတ်တယ်အဲ့လိုမျိုးရှိလာတဲ့အခါမျိုးမှာကြာရင်ပို့ပြီးတော့ကုန်ကြတယ်ပေါ့နော်အဲ့ဒီကုန်ကြမှုတွေအတွက်ကိုကြတော့ဒီကျန်းမာရေးအာမခံဝယ်ထားခြင်းအပြင်ကုန်ကြစရိတ်တွေကိုပေးနိုင်မှာရှော့ချနိုင်မှာဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးကျမရဲ့အသက်အာမခံပေါ့နော်ကျမရဲ့အာမခံကိုကဝယ်လိုက်ခြင်းအဖြစ်ကိုဆေးရုံတက်ရတဲ့အခြေအနေမျိုးမှာကုန်ကြစရိတ်တွေမြောက်များစွာကုန်ကြတာမျိုးမဖြစ်တော့ဘဲနဲ့ပေါ့နော်ကိုစုထားတဲ့ပတ်စံတွေကိုလည်းသုံးလိုက်ရတာမျိုးမဖြစ်တော့ဘူးနောက်တစ်ခုကကျတော့ဘသူစီမှလည်းချင်းငါပြီးတော့တောင်းရမ်းစရာမလိုတော့ဘဲနဲ့ဒီအာမခံကနေပြီးတော့ကိုယ့်ရဲ့ဆေးရုံစရိတ်တွေကိုဆေးရုံဆင်းတဲ့အခါမှာဒီသူတို့ကနေပြီးတော့ပေးမှာဖြစ်ပါတယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျမကတော့ကိုယ့်ကိုကာကွယ်ဖို့နဲ့ကိုမိသားစုကိုကာကွယ်ဖို့အတွက်ကျမရဲ့အာမခံကိုဝယ်ထားလိုက်ပါတယ်တင်လဲအခုသွားဝယ်တင်တယ်နော်